ရုတ်ဆိုရစကားလေးတစ်ခုဖတ်မိတော့အရင်သဘောကျခဲ့တယ်ဘလို့ရေးထားလဲဆိုတော့ the best time to plan a trip was 20 years ago and the second best time is now အယမ်းမှန်ပါတယ်တခြားတာပေါ့လိုခဲ့တဲ့အနည်း20မှာသာကိုကတရက်စစ်လေးတစ်စစ်ကိုတည်ချာလေးစိုက်ပြီးတော့ပြည့်စုံပြထောင်ခဲ့မှဆိုရင်အခုချိန်မှာကို channel မှာအသေးပွေနေတဲ့ဝေစာနေလောက်ပါပြီအဲ့လိုပဲကလေးဘဝသူမဟုတ်ငယ်ရွယ်တဲ့အချိန်မှာတော့ကိုစိတ်ဝင်စားတဲ့ music language ဒါမှမဟုတ် IT နဲ့ပတ်သက်တဲ့အရာတစ်ခုခုကိုသာတည်ချာလေးကိုအချိန်တွေကိုအရင်နှီးလုပ်ပြီးတော့လေ့လာသင်ယူခဲ့မယ်ဆိုရင်လေတည်ချတဲ့အခုချိန်အရင်ကျွမ်းကျင်နေတဲ့သူဖြစ်နေလောက်ပါပြီအဲ့ဒါနဲ့ရအသက်28ပြည့်တဲ့အချိန်မှာဒီစာလေးကိုဖတ်ပြီးတော့အရင်သဘောကျပါတယ်ဒီစာလေးကရောက်ဘလို့မိုင်းလို့လဲဆိုတော့အတိတ်ပဲရှိတဲ့အရာတစ်ခုကိုလုပ်ဖို့အတွက်အချိန်ရဘယ်တော့မှမနောက်ကျဘူးဆိုတာပဲအဲ့ဒါနဲ့ပဲဒီလိုနေမဲ့အစားကိုဘွားအတွက်အတိတ်ပဲရှိတဲ့အရာလေးတွေကိုလုပ်မဲ့ဆိုပြီးတော့ကိုသွားတဲ့နေရာလေးတွေနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့ sharing လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကြီးတဲ့သူရှိတာမရှိတာတဲ့အချိန်တွေကြာညောင်းလို့ပြန်လဲကြီးတဲ့အချိန်မှာကိုဒါလေးတွေလုံနိုင်ခဲ့ပါလားဆိုပြီးတော့ကိုဂုဏ်ယူနိုင်ဖို့အတွက်ပါဒီ page ကိုစလုပ်တဲ့အချိန်တုန်းကလည်းကိုစိတ်ဝင်စားတဲ့ content creator တော်တော်များများကို like ကြည့်ပြီးတော့ motivate ယူတယ်ပေါ့နော်သူတို့ဆိုရင်ဘယ်လိုပြောလဲဆိုတော့အချိန်တွေကိုသာနောက်ပြန်ဆုပ်လို့ရရင်အရင်ကောင်းမှာပဲတဲ့တချို့ကြတော့လေဒီ content writing တွေကိုစောလုပ်ခဲ့မိကောင်းတာဆိုပြီးတော့ကုန်လို့တဲ့အချိန်တွေကိုနှမျိုးတစ်ခါဖြစ်နေကြတာတွေ့ရပါတယ်ကိုကတော့တခုပဲစဉ်းစားမိတယ်အတိတ်ကကိုမလုံးမိခဲ့တဲ့အရာတွေကိုပြောင်းလဲလို့မရမယ့်အတူတူစဉ်းစားမနေတော့ဘူးအခြေခံအဖြစ်ကိုလည်းလို့ social ခရတဲ့အခွင့်အရေးတွေကို focus လုပ်ပြီးတော့ကိုယ့်ရဲ့အချိန်တွေကိုနောက်ပြန်ဆွဲနေမလားဒါမှမဟုတ်ခုလက်ရှိကိုအရှိမရှိနေတဲ့အခွင့်အရေးကိုပဲအမြင်ရယူမလားဆိုတာတော့ကိုယ့်ပုံမှာပဲမူတည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye